ရာကြီးလေတွန်းသားဆိုချင်အမောင်းငံအလားဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြမှာဖြစ်ပါတယ်လှပခန္ဓာတော်ဖိစာတစ်စောင်ဒေါက်တာဝင်းနိုင်ဦးနဲ့ဒေါက်တာတီတာမောဖေဖေဒီဖိစာသမီးကိုပြီးနော်တိတ်ထားကြလို့ရှစ်တန်းကျောင်းသူသမီးငယ်ကဖိစာကိုအိမ်နဲ့တကွာအပိုင်ယူလိုက်သည်အဲ့ဒီဖိစာတစ်စောင်200ကျတယ်တဲ့ဒေါ်မြကြီးကဈေးတယ်ပြီးကြောက်ဆယ်ဈေးထဲမှာသတင်းကြားခဲ့ပြီစမ်းတစ်လွန်ရုပ်ရှင်ရုံမှာမင်္ဂလာဆောင်ပါတဲ့မိမိကဖိစာထဲမှာပါတယ်ဟုတ်တယ်ရန်ကုန်ပုံစံအတိုင်းကျွေးမှာတဲ့ဖိတ်တာတောင်ခွဲတန်းနဲ့တယောက်ကိုကျွေးမဲ့တန်ဖို့ကပဲဘယ်နှထောင်ဆိုလားတတို့သားဘက်က150တတို့သမီးဘက်က150တကယ်မျက်နှာကြီးတွေကြီးရွေးဖိတ်တာတဲ့အိမ်ရှိတိုက်ကတော့သူတို့နဲ့ခင်လေသားနဲ့မဖိတ်လို့စိတ်ဆိုးနေတယ်ဒေါ်မြအေးတဲ့ကပို့ဆုံးတယ်အဲ့ဒီအထဲမှာငါဖိတ်တာဂုံယူစရာဘောကွာဆရာဦးပါဖြူကသမီးလက်မှာဖိတ်စာကိုလှမ်းကြည့်လိုက်သည်ဂုံယူတာကဟုတ်ပါရဲ့ဖိတ်စာက200ကျွေးမှာက350အနည်းဆုံးလက်ဖွဲ့မဲ့လူက9000 1000လောက်မှလှမှာတဲ့ဈေးထဲမှာပြောနေကြတယ်ရှင့်မူလာတန်းကျောင်းကိုအငိမ့်စားလာစားနဲ့ဘလောက်လက်ဖွဲ့နိုင်မှာလဲဟာဒါကတော့ရှင်းနေတာပဲကွာငါလိုဆရာအိုကြီးကဘာလက်ဖွဲ့နိုင်မှာလဲသူတို့လည်းသိတာပေါ့လာစီခြင်းတို့ဖိတ်တာသွားလိုက်ရုံပေါ့ဘာမှလက်မဖွဲ့ပေးနဲ့လားအေးပေါ့အဲ့ဒါဆိုရင်တော့မသွားနဲ့တထေးတွေကြားမှာအာနာစရာကြီးမမြအေးရတထေးတွေကဘလောက်လက်ဖွဲ့နိုင်မှာလဲကွာ1 သိန်းလား10 သိန်းလားငါကသူတို့ထက်တန်ဖိုးကြီးလက်ဖွဲ့ပြီးပါပြီကွာဆရာကြီးကပြတင်းပေါင်းမှတဆင့်အဝေးစီသို့လှမ်းကြည့်လိုက်သည်မူလာတန်းကျောင်းကလေးကိုမြင်အောင်လေလွန်ခဲ့သော15နှစ်ခန့်ကဆရာဥပဖြူကျောင်းမှာစီကံကောင်းသည်အတင်အပြာကောင်းသည်ဟုနာမည်ကြီးသည်လေးရန်အောင်ချက်လဲအကောင်းဆုံးကျောင်းဖြစ်သည်ဆရာဥပဖြူကကျောင်းအုပ်ဆိုတော့လဲလေးရန်မှာတင်ချာနှင့်မြမစာကိုယ်တိုင်တင်သည်တနေ့တွင်လေးရန်သို့မြမစာတင်ရန်ဝင်သွားစဉ်ကျောင်းသူအစ်စ်မိန်းကလေးကိုတတိထားမိသည်ဖြူဖြူတန့်တန့်ချောချောလေးထုံးစံအတိုင်းဥပဖြူအချိန်မှာတဒန်းလုံးငြိမ်သက်နေသည်ဥပဖြူကလက်ထဲမှာလည်းပါနေကြကြိမ်လုံးရှိရှိကြီးနဲ့ယနေ့တင်ကြမိခေါင်းစဉ်ကိုပြောလိုက်သည်ကျောင်းသူကျောင်းသားအလုံးစာအုပ်များကိုအစ်စ်ဖွင့်လှန်ထားကြ၏ဥပဖြူကကျောင်းသူအစ်စ်စီတို့လှမ်းကြည့်လိုက်သည်မိန်းကလေးခေါင်းငုံသွားသည်ဟိုကလေးမဖဆန်းဥပဖြူကလက်ထဲမှာကြိမ်လုံးဖြင့်ညွှန်ပြလိုက်သည်မိန်းကလေးကိုလုံးကလေးတုံသွားသည်ကိုသတိထားမိလိုက်သည်မိန်းကလေးမတ်တထသည်ဖက်စာ၏ပထမစာပိုက်ကိုစဖတ်ရန်အာယူလိုက်နှာခေါင်းတစ်ချမ်းရှုပ်ပြီးမျက်နာကဒေါင်ထမ်းအကျော်ဆွဲပြီးမျက်တောင်3ခါခတ်ပြီးမှအတန်ထွက်လာသည်ဘယ်လိုဖြစ်တာပါလဲမိန်းကလေးကစာနည်းနည်းဖတ်လိုက်နှာခေါင်းရှုပ်အကျော်တွန်းလိုက်မျက်တောင်ခတ်လိုက်ဖြစ်နေသည်စာပိုက်ဆောင်းကနေပြီဖြန်းဥပဖြူကသူ့ရှေ့မှစပွဲကိုလက်ထဲမှကြိမ်လုံးဖြင့်ပြင်းထန်စွာရိုက်လိုက်သည်စာဖတ်နေသောမိန်းကလေးသာမကတဒန်းလုံးတုန်လှုပ်သွားကြသည်ရဆန်းမင်းနာမည်ဘယ်သူလဲတီတာမိုးပါဖြန်းမိန်းကလေးနှာခေါင်းရှုံအကျော်တွန်းလိုက်မျက်တောင်ခတ်လို့ဥပဖြူကကြိမ်လုံးဖြင့်စပွဲကိုရိုက်လိုက်သည်မင်းဘလို့ဖြစ်လို့နှာခေါင်းရှုံလိုက်အကျော်တွန်းလိုက်မျက်တောင်ခတ်လိုက်လုပ်နေတာလေတီတာမိုးဘာမှမဖြစ်နိုင်အကြောက်လွန်ပြီး
တုံနေသည်မျက်လုံးထဲမှာလည်းမျက်ရည်များရေဝဲနေကြပြီသူ့မှာတငင်နာယောဂါရှိတော့ပါဆရာကြီးမင်းကလေးဘေးမှာမြမြဆန်းဆိုတဲ့ကျောင်းသူလေးကထဖြစ်သည်ဘာတငင်နာယောဂါလဲမလို့ခြင်းဘူးတငင်နာဆိုရင်လည်းပြောက်အောင်ဖြောက်ရမယ်နောက်တစ်ခါထပ်မိမယ်နှာခေါင်းမရှုပ်နဲ့အကြောမတွက်နဲ့မျက်တောင်မခတ်နဲ့မင်းနာမည်ဘယ်သူလဲပြော့ဒီတော်မို့ဖြေရန်ကြိုးစားသည်နဲ့နှာခေါင်းကရှုပ်သွားသည်ဖြန်းမလုံနဲ့လို့ပြောတာမရဘူးလားပြန်ဖြေမင်းနာမည်ဘယ်သူလဲဒီတော်မို့မဖြေနိုင်ပါဘာပေါ်သို့မျက်ရည်များစီးကြလာသည်ကျောင်းသူကျောင်းသားများအလုံးဒီတော်မို့ကိုတနာပြီးဆရာကြီးကိုမကြေမနက်ဖြစ်နေကြသည်ဟဲ့ဖြေလေတီတာမို့နှာခေါင်းမရှုံအကျောမတွက်မျက်တောင်မခတ်အောင်တတိထားပြီးပြောလိုက်သည်နဲ့တပြိုင်နက်တချိုက်ရှိုက်လိုက်သည်ထိုင်တော့နောက်ကိုစာဖတ်ရင်စာမေးလို့ဖြစ်ရင်နှာခေါင်းမရှုံနဲ့အကျောမတွက်နဲ့မျက်တောင်မခတ်နဲ့ငါမကြိုက်ဘူးတီတာမို့ထိုင်လိုက်သည်မျက်ရည်များကအဆက်မပြတ်စီးစဲနေလေရှိုက်လိုက်သည့်အခါကိုယ်ကလေးတုန်ခါသွားရှာသည်နောက်တစ်နေ့တွင်ဥပဖြူ၏ရုံးခန်းသို့တီတာမို့အဖေဥမြတ်မို့ရောက်လာသည်ဥပဖြူမျောလင့်ထားပါသည်ဆရာကြီးကျွန်တော်သမီးလေးကကျောင်းသွားရင်ဆရာကြီးနဲ့တွေ့ရမှာတိတ်ကြောင်နေတယ်သူ့မှာတငယ်နာယောဂရှိတော့မျက်ကြောကဆွဲနေတယ်ကျွန်တော်တို့လည်းနီးမင်းမင်းနဲ့ကုနေတာမပြောက်သေးလို့ပါဥမြတ်မို့ပြောပေါင်းကတောင်းမှန်ကျွန်တော်ပြောက်အောင်လုပ်နိုင်ပါတယ်မိဘကသာကလေးကိုကြောင်းထုတ်ကြောင်းပြောင်းမလုပ်ဖို့တောင်းမှန်ပါတယ်သမီးမိကလည်းတော်တော်စမေကောင်းဖြစ်နေတယ်ကလေးမိကိုနားလည်အောင်ရှင်းပြပေးပါဗျာသူသမီးလေးကောင်းဖို့ပါကျွန်တော်လည်းသူ့ကိုအဲ့လိုမလုပ်ဖို့ပြင်းပြင်းထန်ထန်ပြောပြီးပြီမရဘူးဆရာကြီးအကျောကဖြစ်နေတာဥပဖြူခေါင်းကိုအသားအရာခါပြက်လိုက်သည်မိဘလောက်ကြောက်ရွံ့နေတော့မရပါဘူးဖြောက်လို့ရတယ်ဆိုတာကျွန်တော်သိပါတယ်ကလေးရဲ့ရုပ်ကလေးကတိတ်လာတယ်ငယ်ငယ်နဲ့ပြောက်အောင်မဖြောက်ရင်ကြီးတဲ့အခါအလှပြက်ရှာလိမ့်မယ်သူဆရာကြီးကိုတိတ်ကြောက်ပြီးတိတ်မုန်းသွားလိမ့်မယ်ကိုတောင်ဆရာကြီးကိုမုန်းတယ်အဲเจ้าကမနေချင်တော့ဘူးလို့ပြောနေတယ်သူလှသွားရင်ပြီးတာပဲဗျာမုန်းချင်မုန်းပါစေခမည်းတော်ကသာကလေးကိုကြောင်းမပြောင်းပြစ်ပါနဲ့သူ့ဘဝလေးကောင်းသွားအောင်ကြိုးစားပါရစေဆရာကြီးရဲ့စေတနာကိုကျွန်တော်နားလည်ပါတယ်နားလည်ရင်ကျွန်တော်ကိုပြင်ခွင့်ပြုပါဗျာဒါလေးပြောက်သွားရင်ခမည်းတော်မိဘတွေကကျွန်တော်ထက်ပိုဝမ်းသာကြရမှာပါဆရာကြီးဥပဖြူကိုကြည်ပြီးဥမြတ်မို့ခေါင်းငိမ့်ပြလိုက်သည်ဥပဖြူလေးတန်းကိုဝင်မိသည်နဲ့တီတာဘုံနေရာကိုလှမ်းကြည့်လိုက်သည်တွေ့ရသည်သူမိဘများကိုကျေးဇူးတင်မိလိုက်သည်ကလေးခမများမှာတော့အတော်လေးကြောက်နေရှာသည်ခေါင်းကလေးကိုငုံထားသည်သို့တော့မတက်နိုင်ကဲမင်းထကြိတ်လုံးကြီးကတီတာမိုးထံသို့ထိုးပြလေငါပြောတာကိုတေချာမှတ်ထားတတိထားနှာခေါင်းမရှုံနဲ့အကျောမတွက်နဲ့မျက်တောင်မခတ်နဲ့ကဲစဖတ်သင်ခန်းစာအစ်ကိုတီတာမိုးစဖတ်သည်နှာခေါင်းရှုံတိုင်းဖြန့်မျက်ကြောဆွဲတိုင်းဖြန့်မျက်တောင်ခတ်တိုင်းဖြန့်တဒန်းလုံးကြောက်ရွံ့စွာငြိမ်တိတ်လျက်ကျင်ချက်ကအသားကိုထိသည်မဟုတ်ဇပွဲကိုထိခြင်းဖြစ်တော့လေအသေးကိုထိတယ်လို့ဒီရာမို့ခံစားရသည်ဖြန့်ကနေပြီးတော့ကျိန်တန်ကြီးကိုကြောက်လွန်းပြီးနှာခေါင်းမရှုပ်အောင်စွမ်းကုန်ထိန်ချုပ်ရသည်အခက်ဆုံးကမျက်ကြောဆွဲခြင်းဒါကိုဖျောက်ဖို့ပြောက်ပါမလားထိန်ထားသည့်ကြားမှာအကျောကဆွဲသွားသည်ဖြန့်မတွက်နဲ့ဆက်ဖက်
ဆရာကြီးမျက်နှာကတင်းသည်လေတံကမာသည်မျက်ကြောမဆွဲအောင်အစွမ်းကုန်ထိန်ချုပ်ရသည်စာတလုံးဒုတ်တစ်ချက်နှင့်စာတစ်ပိုက်ပြီးရသည်ဆရာကြီးဥပဖြူစာမေးဆရာရှိတိုင်းလဲတီတာမိုးမလွတ်စေရဖြေရတိုင်းလဲကျိန်တန်ကညာမစဲဖြေလေဖြေသည်တွန့်သည်ဖြန့်မတွန့်မဲနဲ့ဖြေတီတာမိုးမျက်ရည်များကြားမှဆရာကြီးကိုမုန်းတီးစွာလှမ်းကြည့်သည်မုန်းတယ်တိတ်မုန်းတယ်တီတာမိုးစိတ်ထဲမှာအော်ဟစ်မိနေခြင်းဖြစ်သည်ဆရာကြီးသိပါသည်ဆရာကြီးစိတ်နာဖြင့်ကြားပါသည်မုန်းခြင်းမုန်းတော့တပည့်ရေဥပဖြူစိတ်မကောင်းစွာတွေးမိသည်တပည့်မုန်းသည်ကြောက်သည်ကိုမရကြတော့လေသူ့အကျင့်ကမကြောက်ရင်ပျောက်မည်မဟုတ်ဆရာအတွက်မဟုတ်ပါဘူးတပည့်ရေတပည့်အတွက်ပါဥပဖြူရင်ထဲမှာတောင်းပန်နေပြီသည်သို့တော့မတက်နိုင်သူလှဖို့ကိုအကြီးတန်းရတော့မည်နေ့စဉ်ရက်ဆက်အငေါက်ခံအချောက်ခံနေရတော့မင်းကလေးခမအကြောက်ကြီးကြောက်ပြီးအကျော်မတွက်ရန်အစွမ်းကုန်တတိထားထိန်ချုပ်ရသည်တရက်ထက်တရက်တလာပြီးတလလျော်နေလာသောအခါအားတက်ရသည်နှာခေါင်းရှုံသည်ကအလျင်ပျောက်သွားသည်အကျော်ကတွန့်နေတယ်အကျော်မတွန့်လဲမျက်တော်ကမခတ်တော့ပါနေတိုင်းစာမေးခံနေရတော့တပြစ်ကနှစ်ပြစ်မဖြစ်အောင်စာကိုလေညက်ညက်ကြည့်အောင်ကြက်မှတ်ရသည်စာကြည့်ရင်လဲဆရာကြီးစောင့်ကြည့်နေတယ်လို့ခံစားရပြီးအကျော်မတွန့်အောင်တတိထားနေရသည်တွန့်မိလျင်နားထဲမှာဖြန့်ငနေပြီးတော့ကျိန်တန်းကိုကြားရပြီးတွန့်သွားပြီသည်စာကြက်သောအကျိုးကြောင့်ပထမအစမ်းတွင်တဒန်းလုံးမှာပထမရသည်ဒုတိယအစမ်းစာမေးပွဲပြီးသောအခါပထမစုရရုံမကအကျော်ဆွဲခြင်းမှာမရှိတော့လောက်အောင်ပျောက်သွားသည်သို့တော့ဥပဖြူကမလျှော်သေးနေ့ချင်းအတန်းထဲမှာစာမေးရုံသားမကအပြင်မှာတွေ့လေအလစ်အငိုက်ဖမ်းပြီးမင်းများနှုတ်ဆက်သည်အကျော်တွင်လည်းငေါက်သည်ဆူသည်လေးတန်းစာမေးပွဲတွင်တီတာမိုးတမျိုးနယ်လုံးမှာပထမရသည်အကျော်တွင်ခြင်းသည်လုံးဝပျောက်သွားသည်သို့တော့ရိုးရိုးအောင်သောတပည့်များကဥပဖြူကိုလာကြောကြတော့လေတီတာမိုးလုံးဝမလာကျောင်းထွက်လက်မှတ်ကိုပင်ကိုယ်တိုင်လာမယူတော့ပါတမျိုးထဲမှာမို့တခါတရံလမ်းမှာဆုံမိတယ်လေဥပဖြူကိုမြင်သည်နဲ့ဝေးရပြေးတော့သည်အေးလေဘယ်လိုပဲဖြစ်ဖြစ်သူ့အကျဉ်းစိုးလေးပျောက်ပြီးသူ့ဘဝလေးလှသွားရင်ပြီးတာပါပဲဥပဖြူကျေနပ်ပါသည်ဆန်းတယ်လွယ်ရုပ်ရှင်ရောင်ရှိတွင်နောက်ဆုံးပေါ်ကားလာလေးတွေတန်းစီနေ၏နောက်ထပ်လည်းကားလေးများရောက်လာနေကြစေဧည့်ကြုံများကကားထားရန်နေရာပြကြသည်ကားတကားဖွင့်ပေးကြသည်ကားပေါ်မှဆင်းလာသူများမှာအဖိုးတန်အဝတ်စားများနဲ့စိန်ရောင်ရွှေရောင်တပြောင်ပြောင်တလက်လက်နှစ်ဖက်စလုံးမျက်နှာကြီးတွေမို့လားလာသူတွေကလည်းဒိတ်ဒိတ်ကြီးတွေကြီးကြောက်ဆယ်မှုမှာကျင်းပါသောမင်္ဂလာဆောင်များတွင်အခမ်းအနားဆုံးဖြစ်သည်ဥပဖြူရောက်သွားသောအခါသူ့စပိန်အိုလေးမှာထားစရာနေရာမရှိဒီမှာဆရာကြီးခမရစပိန်ကိုဟိုဘက်ဘေးအိုဒရိုင်းနာသွားကတ်ထားလိုက်ပါကျိုးစိုးသူတယောက်ကခမ်းမအလှပြတ်မှာစိုးရင်သည်အေးထားပါမယ်ကွာစပိန်ကိုတွန်းယူသွားပြီးအိုဒရိုင်းဘေးမှာကတ်ထားလိုက်သည်စပိန်ထားပြီးသည်နဲ့မင်္ဂလာခမ်းမစီတော့ရှောက်လာခဲ့သည်ကြွပါခမညာကြွပါဒီဘက်ကိုကြွပါဒီမှာထိုင်းမှာဧည့်ကြုံများကဂုံးသည်ရှိဧည့်သည်များကိုစီးကြိုပြီးရိုသည်လေးစားစွာနေရာချပေးနေကြသည်ဥပဖြုံမှာကြံသည့်လူများထက်စားရင်
အဝိအစင်ကတောက်ပြောင်ခြင်းမရှိအဲ့ကြိုတွေများတော့လဲဥပဖြူမှာကြားချောင်ပြီးလွတ်နေသည်ခေါ်သူမရှိနေရာပေးသူမရှိဘယ်စပွဲထိုင်ရမှမသိရှောက်ရင်းနဲ့ရှေ့ဘက်ရောက်လာသည်ဟောဟိုမှာဆရာကြီးလာနေပြီတတော်သမီးဖခင်ဦးမြတ်မိုးကိုယ်တိုင်ဆရာကြီးကိုလာကြသည်လာဆရာကြီးဟိုရှိလို့ကြွဦးမြတ်မိုးကဆရာကြီးလက်ကိုဆွဲခေါ်သွားသည်ခမ်းမထိပ်ပိုင်းတွင်မင်္ဂလာတတော်သားနှင့်တတော်သမီးထိုင်ရန်နေရာကိုစင်မြင်လေးပေါ်မှာထိုင်ကုန်ကြီးများပန်းဆိုင်ဖလားကြီးများနဲ့လှပစွာပြင်ဆင်ထားသည်ဒီမှာထိုင်ပါဆရာကြီးစင်မြင့်ရှိဆိုဖာကြီးတစ်ခုမှာဥပဖြူထိုင်ရသည်ဒါဟာငါနဲ့တန်တဲ့နေရာငါထိုင်ရတာပဲအဝိအစားပြောင်းလဲခြင်းမရှိတော့လဲဥပဖြူသိငယ်ခြင်းမရှိပေမင်္ဂလာအချိန်ကြာသောအခါမင်္ဂလာခမ်းနားမှုဖိတ်ကြားချက်အရာတတိုးသားတတိုးသမီးနှစ်ဖက်မိဘများလူပြိုရန်အပြိုရန်များနဲ့တကွမင်္ဂလာခမ်းမာတဲ့သို့ဝင်လာကြသည်တီဝိုင်းအဖွဲ့နှင့်အဆိုတော်တအူးကအခါတော်ပေးတာကနဲ့ရင်းငယ်ရွှေစာတချင်းကိုဒီဆိုပေးသည်ခမ်းမာထဲမှာမီးများအလုံးဖွင့်ပြီးထိန်လင်းသွားသည်အိုးကြီးကျယ်ခမ်းနားလိုက်တဲ့မင်္ဂလာဆောင်ကွာဟန်ကြလိုက်တာတတိုးသားတတိုးသမီးအနီးသို့ရောက်သောအခါအသေးချာကြည့်နေမိသည်နေနဲ့လားရွှေနဲ့မြဆိုတာဒါမျိုးပါပဲဗျာနှစ်ယောက်လုံးကဆရာဝန်တွေဂုံချင်းလဲညီပတတိုးသားကလည်းလူကျော်ဒါပေမဲ့ငါတပည့်ကိုတော့မမိဘူးတပည့်ရဲ့အလှကိုဥပဖြူဂုံယူနေမိသည်အော်နှာခေါင်းရှုံလိုက်အကျော်တွန်းလိုက်မျက်တောင်ခတ်လိုက်နဲ့အကြီးရဆိုတဲ့ကောင်မလေးခုတော့ချောလိုက်လှလိုက်တာဗျာတကယ်ကိုကြက်တည်ရှိတဲ့မျက်နာလေးအားလုံးပြီးလို့စားတော့ကြတော့အခါတတိုးသားနဲ့တတိုးသမီးကဧည့်သည်များကိုလိုက်နှုတ်ဆက်သည်ပထမဆုံးနှုတ်ဆက်ဂါရဝပြုခံရသူကဆရာကြီးဥပဖြူတတိုးသမီးရဲ့မျက်နာလေးမှာပကတိကြည်လင်အေးချမ်းလျက်တီတာပြောတဲ့ဆရာကြီးဥပဖြူလေတတိုးသမီးကတတိုးသားကိုမိတ်ဆက်ပေးသည်ဆရာကြီးကိုသိကြည့်သူတင်ပါတယ်ဆရာကြီးကြောင့်ခုလိုချောချောလာလေးကိုကျွန်တော်ရတာတတိုးသားကလူသွက်တတိုးသမီးရှက်သွားသည်ကပိုပြီးချစ်စရာအလားမဟုတ်ပါဘူးလူလေးရဲ့ဆရာတပည့်ကသူ့ဘာသာသူလှတာပါမဟုတ်ဘူးဆရာကြီးတီတာကအားလုံးပြောပြတယ်သူငယ်ငယ်ကအကျိုးဆွဲတဲ့တငင်နာယောဂါရှိတယ်တဲ့ဆရာကြီးကပြအောင်ဖြောက်ပေးလို့အခုလိုကောင်းသွားတာတဲ့အဲ့ဒီတော့ကဆရာကြီးကိုတိတ်မုန်းတာပဲတဲ့အခုမှကျေးဇူးတင်နေတာဆရာကြီးတာမုန်းခံပြီးပြုပြင်မပေးရင်မျက်ကြောဆွဲနေတဲ့မိန်းကလေးကိုကျွန်တော်သဘောကျမှာမဟုတ်ဘူးတတို့သမီးကရှက်ပြုံးလေးဖြစ်တတို့သားလက်မောင်းကိုဆွဲစိတ်လိုက်သည်ဆရာကြီးကမိဘများပါတဟာဟာရေးလိုက်ကြသည်ကင်မရာမီးအောင်များကတစ်ဖြက်ဖြက်ရိုက်လိုက်ကြသည့်ဗီဒီယိုခမ်းမထဲမှာလူအများဆရာကြီးနဲ့တတို့သားတတို့သမီးကိုလှည့်ကြည့်ကြသည်ကဲရော့သားနဲ့သမီးဆရာကြီးကိုလူတို့ပြည့်တဲ့ရှေ့မှာကြောကြတတို့သားနဲ့တတို့သမီးဆရာကြီးကိုကြောကြသည်အော်သူတို့အသေးချာပြင်ဆင်ထားကြတာပါလားဥပဖြူမျက်ရည်ရွယ်စာစူများပြီးနေမိသည်ဆရာကြီး၏စေတနာလင်းအောင်တို့သည်ခမ်းမထဲမှာစိန်အောင်ရွှေအောင်တို့ထက်ပုံမတောက်ပြောင်လျက်လေထွန်းသားစောချစ်ဝတ္ထုတော်လေးကိုနားဆင်ပေးကြတာကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ